ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေတာတော့ကျွန်တော်တို့ဒီပေါင်မြို့နယ်ပေါ့နော်ပေါင်မြို့နယ်ကျွန်တော်တို့ဒီဘက်ကဆင်းရွာမှာရှိတဲ့ကျွန်တော်ဆင်းရွာရေတကောပေါ့နော်ဆင်းရွာရေတကောဆိုတာကဒါဒီအရာတော့နံပါတ်ပေါ့နာမည်ကြီးရေတကောထဲမှာပါတယ်ဘာကြောင့်လဲဆိုတော့မနစ်ကဆိုလို့ရှိရင်ကျွန်တော်တို့ရင်းတစ်ခုထဲမှာလေဒါဒီဓာတ်ပုံရရဲ့ကလန်းနဲ့ဟိုဘယ်လိုပြောမလဲအစီအစဉ်တစ်ခုဖြစ်သွားတယ်ပေါ့ဗျာအဲ့ရေတကောကျွန်တော်တို့ရောက်ရှိနေတာပဲဖြစ်ပါတယ်ဒါကတော့ဘယ်လိုပြောမလဲရမ်းလာတယ်ထိုင်လို့ဟိုဘယ်လိုပြောမလဲကျွန်တော်တို့နေနဲ့လာလေပတ်လို့တင်းတဲ့ရေတကောထဲမှာတော့ပါတယ်ဘာကြောင့်လဲဆိုတော့ဒီမှာဒီသူ့ရဲ့ပုံစံလေးကိုဒီမှာကြည့်လိုက်ကျွန်တော်တို့ရမ်းလာတယ်ပြီးတော့ဒီကနေသွားရင်တော့ပေါ်ဘက်ကရေချနေပုံလေးတွေကျွန်တော်တို့တော့ဒီဘယ်လိုပြောမလဲဟောပေါ့ဗျာကနေများတဲ့အတွက်ကိုကျွန်တော်တို့ဒီညလောက်ပဲတက်တယ်သူကြောင့်အပေါ်တက်ကြတယ်ဒါပေမဲ့ရတဲ့ကြီးလဲရမ်းလာပါတယ်ဟုတ်ဒါတော့ကျွန်တော်တို့လာတဲ့လူတွေကတော့ကိုယ်စီတဲ့ကိုလာပါတော့တကယ်လို့လမ်းကြောင်းပြောပြဖို့ဆိုရင်တော့ကျွန်တော်လာမေးလို့ရတယ်ကျွန်တော်တို့လိုက်ဖို့လို့ဆိုတော့မအားဘူးဒါလည်းကျွန်တော်တို့ကမအားလို့ဒါတကယ်ချင်းနေနဲ့ဒါအလဲလာတဲ့သဘောနော်လိုင်းကြောင်းဆိုတော့ကျွန်တော်တို့ပြောပြပေးလို့ရတယ်လိုက်ဖို့ဆိုတော့ကျွန်တော်တို့လိုက်မဖို့နိုင်ဘူးရှိတာကတော့ကျွန်တော်ပေါင်မျိုးနယ်ပေါ့ပေါင်မျိုးနယ်ကျွန်တော်တို့ဆင်ရွာထဲမှာရှိတဲ့ဆင်ရွာရေတကောတို့တကယ်လို့လာမယ်ဆိုရန်ကုန်ဘက်ကလာတဲ့လူဆိုရင်အဲ့တက်ကြီးတောင်ဘက်ကနေပြီးတော့ဝင်လာလို့ရတယ်မော်လန်ဘက်ကလာတဲ့လူတွေဆိုတော့ကျွန်တော်တို့ဒီဘုရားမကျွန်းချမ်းပိုင်းတွေတက်ချလို့လည်းရတယ်အရန်ဝေးတဲ့ထဲမှာတော့မပါဘူးတကယ်လာတယ်လာလေတဲ့ရေကုန်ထဲမှာတော့ပါတယ်ပေါ့နော်ဒါပေမဲ့မိုးရည်ဖြစ်တဲ့အတွက်ကိုလာလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဗီဒီယိုဆိုင်နဲ့ပေါ့နော်ဗီဒီယိုဆိုင်နဲ့လာလေဖို့တော့ကြံပြူတယ်ဗျဟုတ်ကဲ့အားလုံးကျေးဇူးပါဗျ没错。